ပေးသက်တို့၏နားထောင်ဖို့စင်တိဖြစ်ပြီလားဒီညမှာမမေ့နိုင်တဲ့ဇလန်တစ်ပုဒ် MK Home Story စတင်ပါပြီမိုးရတစ်ဖြောက်ဖြောက်ချားမှာအိမ်မောင်တက်ကြည့်မိတဲ့ညတညဆိုပြီးလူတယောက်ရဲ့ဘဝပြန်မလဲနိုင်တော့ဘူး2020တုန်းကမိုးရာဒီကျွန်တော်တက်ပိုင်ရမြို့စွန်ကအိမ်ဟောင်းတစ်လုံးမှာတယောက်တည်းနေခဲ့တယ်။အဲ့အိမ်ကအဖိုးငွေပေးထားတဲ့အိမ်အနီးနားမှာလည်းလူနေရင်ကနေတယ်။ညဆိုမီးနိုင်တော့မရှိတဲ့လောက်ပါပဲ။အဲ့ဒီညမိုးကြီးနေတယ်။မိုးဆက်တွေတွန်းမိုးပေါ်ကြတယ်ကအိမ်တစ်လုံးလုံးလှုပ်ခတ်နေတယ်လို့ပဲ။ည7 နာရီလောက်မှာကျွန်တော်လက်တော့ကိုပေးပြီးအိတ်ဖို့ပြင်နေတော့တုံးချက်အပေါ်ရက်ကနေချီးတောင်းလို့ကြားရတယ်ပထမတော့ကျွန်တော်ကြောင်ထင်တာပဲဒါပေမဲ့လို့တလန့်ချင်းအလေးချိန်ရှိတော့လူချင်ရတယ်လို့ကျွန်တော်တိတ်တိတ်နောက်ထောင်နေတော့အတန်းကရက်သွားတယ်ပြီးတော့တကားဖွင့်လာအိမ်မုံတက်တဲ့တကားဖြည်းဖြည်းချင်းပွန်သွားတယ်ကိုအဲ့အိမ်မှာကျွန်တော်တယောက်ထဲနေတယ်ကျွန်တော်ကကြောက်ပင်နဲ့စူးစမ်းကျင်စိတ်ကပိုနိုင်သွားတယ်ဖုံးကလန်မီကိုဖွင့်ပြီးအပေါ်တဲ့လေကားကိုတက်သွားခဲ့တယ်လေကားတလန်းချင်းတိုင်းလေတားမိတာအေးဆက်ဆက်နဲ့ကြားနေရတယ်အပေါ်ရောက်တော့တကားပွင့်နေတယ်မိုးလေကတိုက်ဝင်နေပြီးအိမ်မော်တစ်ခုလုံးစုံဆွတ်နေတယ်အဲ့ဒီချိန်မှာကျွန်တော်မြင်လိုက်တယ်အိမ်မော်စွန်းမှာလူတယောက်ရက်နေတယ်ကျွန်တော်မြင်လိုက်ရတာဇမင်းရှိရှိအဖြူရောင်ဝတ်မိုးရေထဲမှာငြိမ်ငြိမ်လေးရက်နေတယ်ကျွန်တော်လည်းဘာတူလဲကျွန်တော်ပေါ်လိုက်တယ်ဒါပေမဲ့သူမမလဲဘူးအဲ့ချိန်မှာပဲဒီအစီတစ်ချက်လင်းသွားတယ်အလင်းအောင်မှာသူမရဲ့လေမင်းဟာနောက်ဖက်ကိုလုံးဝလှည့်နေတယ်မျက်နှာကျွန်တော်ကိုတဲ့ကြည့်နေတယ်ကျွန်တော်လည်းတက်ရှူရတော့မတန်ပဲကျွန်တော်လှည့်ပြေးဖို့လို့တော့တောက်ဆိုတဲ့အနောက်မှာခြေတံကြားတယ်လှည့်ကြည့်လိုက်တော့အဲ့မိမကျွန်တော်နောက်ကိုရောက်နေပြီမဖြစ်နိုင်ဘူးခုပဲအိမ်မောင်ဆုံးမှာရက်နေတာလေဒူမမျက်နှာဖြူဖြော့နေပြီးမျက်လုံးတစ်ဖက်ကအနက်ရောင်နေနှာခမ်းတွေကတဖြည်းဖြည်းချင်းလှုပ်လာတယ်သူကလည်းစကားဆူပြန်တယ်မြင်သွားပြီအတန်းကရေထဲကလာလို့ကျွန်တော်ကြောက်လန့်ပြီးလေကားပဲပြေးဆင်းခဲ့တယ်ဒါပေမဲ့လေကားမရှိတော့ဘူးအောက်ကိုကြည့်လိုက်တော့အမောင်နဲ့ပဲအိမ်ပေါ်ကနေဆင်းလို့မရတော့ဘူးမိုးတံမိုးကြီးလာတယ်ပြီးတော့အိမ်ပေါ်တစ်ခုလုံးခြေလမ်းတွေစကြလာတယ်တယောက်မဟုတ်ဘူးလူတွေများကြီးဖုန်းကိုပြီးလက်ကြည့်လိုက်တော့မောင်မင်းမှာလူတွေရက်နေကြတယ်တချို့ကမျက်နှာမရှိဘူးတချို့ကမျက်လုံးပေါက်ထဲကဝီးတွေရိုးနေတယ်အားလုံးကဆူဆွဲနေကြတယ်မိုးကြီးကျနေတယ်လို့ဒါပေမဲ့အဲ့ဒီနေရာမှာမိုးမကျဘူး
ကျွန်တော်နောက်ဆိုရင်ဖုန်းကလက်ထက်ကလွတ်ကျသွားတယ်ဖုန်းမီလင်းအောင်အဲ့မိမမျက်နှာတဲတဲထိုးမိသွားတယ်အဲ့ဒီခါသူမမျက်နှာရည်ပြဖြည်းဖြည်းချင်းကွာကျလာတယ်အဲ့အောက်မှာမျက်နှာရှိဘူးနောက်ရောင်ပေါင်းကြီးပဲပြီးတော့သူမပြုံးနေမျက်နှာရှိပဲပြုံးနေမင်းလေးအောက်ကိုကြည့်သူမလက်ညှိုးထိုးပြတဲ့နေရာကိုကျွန်တော်မကြည့်ချင်ဘူးဒါပေမဲ့ခန္ဓာကိုယ်ကမထိန်နိုင်လို့လေအိမ်မောစွန်းနာသွားပြီးအောက်ကိုကြည့်လိုက်မိတယ်မိုးရေမှာလူတယောက်ညက်နေတယ်ဝဆာကျွန်တော်အတိုင်းပဲပြီးတော့အဲ့လူကခေါင်းပေါ်ကြည့်လာတယ်အဲ့ဒါကျွန်တော်ပဲဒါပေမဲ့အောက်ကကျွန်တော်ကပြုံးနေတယ်ပြီးတော့လက်နဲ့ခေါ်နေတယ်ဆင်းလာအဲ့ဒီချိန်မှာပဲကျွန်တော်နားလေးတန်းနေကြားလာတယ်ခုန်ချဆင်းလာဒီမှာဝင်နေအတန်ကြီးကလူများကြီးဒီတိုင်းမျိုးတွေပြောနေတာကျွန်တော်နားပိတ်ထားနေတယ်တန်ကြီးကမရက်ဘူးအဲ့မင်းကကျွန်တော်နားတက်လာတယ်အေးဆက်တဲ့အသက်ရှူလာဒီမောကမြင်လိုက်ရတဲ့သူဘယ်တော့မှပြန်ဆက်နိုင်ဘူးပြီးတော့သူမလက်ကကျွန်တော်ကြိုးကိုတွန်းလိုက်တယ်ဟုံးကနေတန်တဲ့အတူကျွန်တော်လမ်းပြီးလုံးလာတယ်အဲ့ရမှုပါပဲဟိုးလာကြားနေရတော့အိမ်မပဲအိမ်မပဲလို့ကိုကိုပြောလိုက်တယ်ဒါပေမဲ့6လောက်တွေက6တွေအောက်မှာရေးဆိုနေတယ်မဖြစ်နိုင်ဘူးကျွန်တော်ဖြည်းဖြည်းချင်းအောက်ကိုကြည့်လိုက်တယ်6လောက်မှာလက်ရောင်လက်ရကြီးတစ်ခုလူတယောက်ဆွဲထားတယ်ပြီးတော့ဘော်ရက်ကနေခြေနဲ့တစ်ခုပြန်ကြားလာတယ်ပြီးတော့မိမတန်တစ်ခုရန်တိုးလေးဒီညမင်းပြန်တက်လာပြီအမ်ပီဆိုနားထောင်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပုံမှာတင်ပလူဇာတ်လမ်းကိုနားထောင်လို့ဆိုတာကောင်းမှရေးပေးပါဦး